အားလုံးပဲမင်္ဂလာပါဒီနေ့ကစင်ကူကမရီနာဘေးဆန်းမှာကျွန်တော်တို့ရဲ့ကိုကြီးကိုနိုင်အောင်နဲ့နေ့ရက်စာစားနေရပါနိုင်အောင်လည်းပြောပြပါအားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ကိုကောင်းစာလုံးရောက်တဲ့အချိန် MBS ဘက်မှာတခုလို့ဟိုဒီအချင်းချင်းပေါ့နော်တွေ့တော့ပို့ပပလေးတွေဟိုပြောတိပြောလို့ကြမယ်အဲ့တော့မပြောခင်မှာဘိုက်စာအဲ့တော့ဘိုက်ရင်ဖြစ်ပြီးမှကျွန်တော်တို့ပြောကြမယ်အခုနည်းနည်းမဲနေတယ်လားဟုတ်တယ်နေထိမှရအခုစင်ကာပူကိုတကူတကလာပြီးတော့ကျွန်တော်ရဲ့ကိုကြီးကိုနိုင်အောင်နဲ့စကားစမြည်ပြောမှာဖြစ်ပါတယ်အခုကျွန်တော်ရောက်နေနေရတော့မရီနာဘေးဆန်းအဲ့တော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကနာမည်အရင်ကနိုင်အောင်ဖြစ်ပါတယ်တခြားနာမည်ခွဲလည်းမရှိပါဘူးဒါပေမဲ့တစ်ခါတလေမှာတော့ဒီတချို့တော့ 3D website တွေဘာညာတွေမှာဆိုရင်တော့ Planet Satan ဆိုပြီးတော့နာမည်နဲ့ရှိပါတယ်ကျွန်တော်ကမန္တလေးကဖြစ်ပါတယ်မန္တလေးစင်ကာပူမှာတော့အခုကျွန်တော်14နှစ်လောက်ရှိပါပြီအခုလက်ရှိကတော့ head of visualizer ရဲ့ head ပုံစံမျိုးနဲ့ DMX change builder ဆိုပြီးတော့ corporate office တွေကိုအထူးသဖြင့် interior ဘိုင်းတွေပဲလုပ်တဲ့ company မှာ 3D visualizer အနေနဲ့လုပ်နေပါတယ်ကျွန်တော်ရဲ့တာဝန်ပေါ့နော်အဲ့မှာဘာလုပ်ရလဲသူရဲ့ responsibilities ကပါလဲဆိုတော့အထူးသဖြင့်တော့ရိုးရိုးရှင်းရှင်းလေးပြောရရင် designer တွေရဲ့ design language ကိုက customer တွေစီ client တွေစီကိုရောင်းချလို့ရတဲ့ဒီ end product တွေကို 3D အဖြစ်နဲ့သူ့ရဲ့ design idea အကုန်လုံးကို 3D အဖြစ်နဲ့ထုတ်ပေးရတာပေါ့နော်အဲ့ထဲမှာဒီ still images တွေပေါ့ still render တွေလည်းပါတယ်ပုံမှန်အမြင်တော့ still render များများလုပ်ရတယ်ပေါ့နော်အဲ့ထဲမှာဒီလို presentation တွေနောက်ပြီးတော့တကယ်နည်းနည်း size ကြီးပြီးတော့အရေးပါမဲ့ project တွေဆိုရင်တော့3D ဒီ animation တွေအထိပါ walk through animation တွေအထိပါလုပ်တယ်တခါလေးမှဆိုတော့360 VR တွေနဲ့ပြရတယ်ရှိတယ်ဆိုတော့ဒါကတော့အောင်ဟိုတရားပေါ့နော်တာဝန်ယူရတဲ့အပိုင်းပေါ့စင်ကာပူနိုင်ငံမှာလုပ်နေတဲ့လုပ်ငန်းတွေ interior ပေါ့နော် interior တွေကိုအဓိကလုပ်နေပေါ့နော်ဟိုနိုင်အောင်အနေနဲ့ visualizer တယောက်ဘယ်လိုဖြစ်လာလဲပေါ့နော်ဘာလို့လုပ်ခဲ့ရလဲအဲ့ဒီအားလေးကိုနည်းနည်းအချင်းကျုပ်လေးပေါ့နော်ငယ်ဘဝကနေပြီးတော့အခုအချိန်ထိပေါ့နော်အချင်းကျုပ်လေးပေါ့ခက်မြန်မြန်လေးကြားထဲမှာဟိုရီးစားဘယ်နှယောက်ထားလဲပါညာတော့ကြော်ရင်ကြော်လိုက်ပေါ့နော် visualizer ဖြစ်လာတဲ့ history ပေါ့နော်အဲ့ဒါကိုအချင်းကျုပ်ပြောရမယ်ဆိုရင်တော့ငငယ်ကခနဲ့ကဒီပကြီးဆွဲတာတို့ဒီလိုအစာအုပ်တွေပေါ့နော်ဒါမှမဟုတ်လေဒီ character တွေဆွဲတာတွေပကြီးဆွဲတာကိုအထူးသဖြင့်ဝါသနာပါတယ်အဲ့ဒါလေးကိုပဲဖြည်းဖြည်းချင်းငငယ်လေးက design မမှန်နဲ့တော့ကလေးတဘာဝရဆွဲခဲ့တာရှိတယ်အဲ့ဒီမှာတစ်စင်အသက်ကြီးလာတော့လေဒီလိုပဲအိမ်ဘေးမှာဒီ architect ဦးလေးတယောက်ရှိတယ်ပေါ့နော်သူတွေအဲ့လိုမျိုး tracing paper တွေနဲ့အထက် high rise တွေသူဆွဲတယ်သူရဲ့ design ကတချို့နဲ့မတူပဲတမှုထူးကြတယ်ပေါ့နော်ကျွန်တော်ရဲ့အမြင်ထဲမှာတကယ်လဲထူးကြတယ်သူရဲ့ building တွေဒီတခြားသူနဲ့ကြီးလိုက်တာနဲ့ကွဲထွက်နေတဲ့အနေအထားမျိုးတွေဆိုတော့သူပုံဆွဲပြီးဆိုရင်ဘေးအိမ်မှာဆိုတော့တော်ပြီးကြည့်လို့ရှိရင်အဲ့မှာကတစင်ကိုလေးတွေနည်းနည်းလေးဖြည်းဖြည်းချင်းစီဝင်လာတယ်ပေါ့နော်ဒီ character ဘိုင်းကိုဆွဲတာကအနည်းအားနေတယ်ဒါပေမဲ့အဲ့လိုဒီ building ဘိုင်းတွေဆွဲတဲ့အခါမျိုးမှာကိုကပို့ပြီးတော့ VR တာချက်ရှိတယ်လို့အဲ့ကနေကတော့ထင်မိလိုက်တယ်ပေါ့နော်အဲ့အနေမှာတစင်ကျွန်တော်ဆရာပေါ့နော်ဆရာပြင်မဲ့ဆရာသူရတိန်တင်ရဲ့ကာတွန်း animation လေးကိုကြည့်မိလိုက်တယ်အဲ့ကနေမှာတစင်ကျွန်တော်okay ပုံလဲဆွဲခြင်းတယ်ဒါပေမဲ့ဒီဟိုးရှည်တုန်းကလို့ခဲတန်ရည်နေ painting တွေပဲအဲ့လိုမျိုးပဲနဲ့လည်းမကျေနပ်နိုင်ဘူးဆိုတဲ့အနေအထားမျိုးအဲ့ကမှဘာလို့လဲဆိုဒီ digital ဘိုင်းနဲ့ဖြစ်ရမယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့မှာကွန်ပျူတာနဲ့ဆွဲမယ်ကိုလိုချင်တဲ့ပုံဆွဲတာလည်းဖြစ်ရမယ်အဲ့လိုမျိုးအနုပညာလည်းပါရမယ်အဲ့တော့အဲ့မှာဒီဟာဒီကိုတွားခြင်းနဲ့လမ်းကြောင်းဆိုတဲ့ဟာကိုတဖြည်းဖြည်းချင်းသိလာတယ်အဲ့ဟာဒီမှာတက်စင်းကျွန်တော်တို့ရန်ကုန်ကိုတွားပြီးတော့ဆရာစီမှာစာဒီတွားတင်နေပေါ့နော်တင်ပြီးတော့မှကျွန်တော်ရန်ကုန်မှာလုပ်ရတယ်တန်းပြီးတော့ visualizer အနေနဲ့ရတယ်ပေါ့နော်အဲ့မတိုင်ခင်မှာတော့တခြားအလုပ်လေးတွေလုပ်ခဲ့တာတော့ရှိတယ်ဒါပေမဲ့ဒါကတော့ဒီ field နဲ့မဆိုင်ဖြစ်တဲ့အတွက်တော့အခုကျွန်တော်အဲ့ဟာကိုမပြောပြတော့ဘူးပေါ့နော်ဆိုတော့အဲ့မှာတင်နန်းပြီးလို့2008ခုနှစ်မှာ Optimal Interior Decoration Company မှာ visualizer အဖြစ်နဲ့ကျွန်တော်စပြီးအလုပ်ဝင်နေပေါ့နော်အဲ့မှာလည်းအများကြီးတင်ခဲ့ရတယ်အဲ့လိုပဲအဲ့မှာ2နှစ်ခွဲလောက်လုပ်ပြီးတော့မှကျွန်တော်စာလုံးကို2011ခုနှစ် 4th June မှာကျွန်တော်ရောက်တယ်အဲ့တော့စာလုံးကိုရောက်ခါကြမှာတော့ချက်ချင်း visualizer ကြီးအလုပ်ကြီးကိုတန်းရတာတော့မဟုတ်ဘူးပေါ့နော်အဲ့မှာနည်းနည်း sales designer ပုံစံမျိုးနောက်ပြီး concession drawing နဲ့ဆွဲရတယ် carpentry drawing တွေပေါ့နော်အဲ့ဟာတွေလည်းဆွဲရတယ် sales လည်းလုပ်ရတယ်
အဲ့ဒါမျိုးတွေကမှတစ်စင်းကျွန်တော်ကတကယ်တော့အဲ့ဟာလှုပ်ချင်တာမဟုတ်ဘူးအဲ့တော့ရောက်ခါစားမှာအဆင်ပြေမဲ့အလုပ်ကိုဝင်လှုပ်လိုက်ရတာပထမဆုံးစချင်းပေါ့နော်အဲ့တော့မျိုးကိုမှ stay တစ်ခုရသွားပြီဆိုတော့မှကျွန်တော်ကဒီ visualizer အကြည့်တည်တဲ့လှုပ်တဲ့အလုပ်မျိုးပြန်လိုက်ရှာလိုက်တာအဲ့ဒီမှာတစ်စင်း2012ခုနှစ်မှာကျွန်တော်လှုပ်ချင်တဲ့ဒီ 3D တည်တဲ့လှုပ်ရတဲ့ visualizer တည်တဲ့လှုပ်ရတဲ့အလုပ်ကိုဒီ perception ဆိုတဲ့ company မှာရသွားပြီပေါ့နော်ကံကောင်းတယ်ပဲပြောရမယ်နောက်ပြီးတော့အရှိမကိုကိုနည်းနည်းနီလန်ပြပေးမယ်ဒီ Philippines leader တွေရှိတယ်နောက်ပြီးတော့ကျွန်တော် colleagues တွေဆိုရင်သူတို့လည်း Philippines တွေကများတယ်ပေါ့နော်အဲ့တော့သူတို့နေရာနေတစ်စစ်ဖြည်းဖြည်းချင်းတင်ယူသွားတယ်ပေါ့နော်အဲ့ဟာဒီမှာတစ်စင်းအများကြီးလေးလာတင်ယူရင်းနဲ့အဲ့ company မှာကျွန်တော်6နှစ်ခွဲလောက်လုပ်ခဲ့တယ်6နှစ်ခွဲလုပ်ပြီးတော့မှအခုလက်ရှိဒီ DMX Change ဆိုတဲ့ company မှာကျွန်တော်အခုလက်ရှိဒီလုပ်နေတယ် DMX Change ကိုကျွန်တော်2018ခုနှစ်မှာ join တယ်ပေါ့နော် September လောက်ဆိုတော့အခုဆိုရင်6နှစ်ခွဲဒီပါလောက်ရှိပြီနော်6နှစ်ကျော်ပေါ့ဒါကတော့ဘာကြောင့်မို့လို့ဒီလမ်းကြောင်းပေါ့နော်ရှောက်လန်းတစ်လျှောက်ဘာကြောင့် choose ဖြစ်သွားလဲဆိုတဲ့ဟာကိုပြောပြလိုက်တာပေါ့နော် professional architecture visualizer ဒီစင်ကာပူနိုင်ငံမှာလောက်ကိုင်းနေစခဲ့တာ2008ခု2008ဆိုတော့အခု2025ဆိုတော့29နှစ်အဲ့ပေါ့20ပဲထားပါတော့20ဆိုရင်တော့အခု2025ဆို25နှစ်ဖြစ်နေအဲ့တော့2008 2009ဆိုရင်26ဝင်းညင်လောက်ဖြစ်သွားပြီခုနကတက်တက်နော်ဟုတ်တယ်တက်တက်ခုနကအနေနဲ့ဒီ architecture visualizer ကိုဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်ကျင်လဲပေါ့နော်ဒီ26နှစ်တွေ့ကြုံနေပေါ့အခြေခံပြီးတော့နည်းနည်းလိုတိုရှင်းအားလုံးနားလည်မဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးတစ်ခုပေါ့ architecture visualizer ရဲ့အနှစ်သာရ architecture visualization ကိုအဓိပ္ပာယ်လိုတိုရှင်းဖွင့်ရမယ်ဆိုရင်တော့ visualizer အနေနဲ့တည်တတ်မယ်ကိုဆိုရင်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ architect တွေ interior designer တွေရဲ့ပြောချင်တဲ့ဟာကိုပုံဖော်ပေးရတဲ့ဟာပေါ့နော်သူတို့ရဲ့ခေါင်းထဲမှာရှိနေတာအယို့အတုံးလိုက်အတစ်လိုက်အစီတစ်စင်းတကြဘယ်နားမှာပါလို့ရှိရပါလို့ရှိရဆိုတော့ဟိုartistic mood လည်းပါအောင်ပေါ့နော်အတုံးလိုက်ကြီးချပြမျိုးထက်ဆို artistic mood လည်းပါအောင်သူ့ရဲ့ design တွေတကယ်ဖြစ်ချင်တဲ့ဟိုဖြစ်ရမယ့် design element တွေအစားပေါ့နော်အကုန်အစုံကို 3D မှာချပြလိုက်တယ်အဲ့ဒီထဲမှာ stage လည်းရှိမယ်3D animation တွေလည်းရှိမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးသူ့ရဲ့ဟာကိုကျွန်တော်တို့ translator ပုံစံမျိုးပေါ့ဂျားထဲမှာ client နဲ့ဂျားထဲမှာကျွန်တော်တို့က translate လုပ်ပြီးတယ် designer ပြောချင်တဲ့ဟာကိုကျွန်တော်တို့ကစကားပြန်ပေးတယ်အဲ့တော့အဲ့ထဲမှာ client ကနားမလဲတဲ့စကားမျိုးဆိုရင်ကျွန်တော်တို့ကနားလဲအောင်တရုတ်ဘာသာစကားလို့ဂျပန်ဘာသာစကားလို့မျိုးဂျားကနေ translate လုပ်ပေးတဲ့လူလိုပဲအဲ့လိုမျိုးပြောချင်တယ်ပေါ့နော်တဲ့သူကြိုက်တယ်လို့ပြောကျွန်တော်မှဘာသာမျိုးစုံကျွန်တော်နားလဲထားတယ် architect ပြောမလား interior designer ပြောမလား boss ကပြောမလားကြိုက်တဲ့သူကပြောကျွန်တော် client ရဲ့နားကိုရောက်အောင်ကျွန်တော်ကနေနောက်တစ်ဆင့် client နားလဲဘာသာစကားနဲ့ကျွန်တော်ချပြပြီး translate လုပ်ပြီးအဲ့လိုပဲပြောအောင် translator architecture translator architecture visualizer လောက်လာတဲ့တက်တန်းတစ်ချောင်းပါပေါ့နော်ကျင်းနေရတဲ့ခိုက်တန့်လေးပေါ့နော်ဘယ်လိုခိုက်တန့်လေးကျင်းနေရတယ်ပေါ့နော်ဥမာလေးပါရှိရဲပြောပြပေးပေါ့နော်ကိုဟာချီကျူးခံရမှာဒါမျိုးပဲဖြစ်ဖြစ်ကိုအရန်ခတ်တယ်လို့ထင်တဲ့ဟာမျိုးပုံပေါ်လာတဲ့ဟာမျိုးမှာမထင်ထားတဲ့ကျင်းတဲ့ဆရာလေးတွေပေါ့နော်အဲ့လိုမျိုးလေးရှိခဲ့လားပေါ့နော်အဲ့တော့ကျင်းတဲ့ဆရာဆိုတော့ဒါလူတဘာဝတွေမှာစိုင်လာတာပေါ့နော်ဆိုတော့လူတွေဆိုတဲ့အတိုင်းပဲကိုလှုပ်တာအကောင်ပြောရင်တော့ကျင်းတဲ့ကြတာကြည့်ပဲပေါ့နော်အဲ့ထဲမှာကိုတိုင်ရောကျင်းတဲ့သလားဆိုတာအဓိကကြတာပေါ့နော်ဆိုတော့ကိုတိုင်ကတော့အများတန်းတော့ကိုတိုင်ကျင်းတဲ့နေအောင်ကိုလှုပ်တဲ့ဟာအရာအလုံးကိုအများတန်းကောင်းနေအောင်လုပ်လို့ရှိတယ်အဲ့ထဲမှာအဲ့လိုပဲသူဆိုပါသူများဒီဇိုင်းကိုကပုံဖော်ပေးရတဲ့အခါမှာသူလည်းသူလိုချင်တဲ့ဒီဇိုင်းကိုထင်ထားရတဲ့ expected ပို့ပြီးတော့ပို့ကြွလာအောင်ပို့ပြီးတော့ကောင်းအောင်လုပ်ပေးနိုင်တဲ့အခါမျိုးဆိုရင်သူတော်တော်ပျော်သွားတဲ့ခိုက်တန်တွေရှိရပါတော့အဲ့ဒီဇိုင်းတိုင်းတော်တော်သူပြောဟိုဟာသူများတွေအပျော်တွေကိုတွေကဖြည့်ဆည်းပေးနေရတဲ့သဘောမျိုးလေးပေါ့နော်အဲ့ဒီအတွက်လည်းသူပျော်သွားတော့ကိုလည်းပျော်တဲ့သဘောမျိုးအဲ့လိုလေးဆိုတော့ဒါကဟို project တိုင်းမှာလို့မတူညီတဲ့ design တွေနဲ့လာဖြစ်တဲ့အတွက်စောစောလိုပဲအားလုံးကိုပိုကောင်းအောင်ထက်ကောင်းအောင်လုပ်နေရတဲ့အတွက်လေတကယ်တမ်း final product final output ထွက်လာတဲ့ခါမျိုးဆိုရင်ခုနလိုသူတို့လိုချင်တာလည်းရတယ်သူတို့ရဲ့ direction နဲ့မိတယ်ဆိုရင်အဲ့လို designer တို့တထေးတို့ကအစ well done ဘာညာပေါ့နော်အဲ့ဒါမျိုးတွေနောက် animation လုပ်တဲ့ဆိုရင်လည်းသူတို့မထင်ထားတဲ့ timeline မဖြစ်နိုင်ဘူးဆိုတဲ့ timeline ထဲမှာကိုကသူတို့မပြောဘဲနဲ့သူတို့ surprise တိုက်လိုက်ပြီးတော့ဟို
ကောင်မလေးရောလို့ပဲ surprise အခါမျိုးဆိုရင်ကိုယ့်ရဲ့ performance ကဒီ company အတွက်ဒီ society တခုအတွက်ကိုအကျိုးပြုသွားတယ်သူတို့လည်းအများကြီးထောက်ကူပြုတယ်ဆိုရင်အဲ့မျိုးဆိုတဲ့ခိုက်တက်နေမှာဂျင်းနဲ့တယ် PD ပြည့်ရတယ်ပေါ့နော်PD ကိုတိုင်းအဲ့လိုမျိုးလုပ်ရတဲ့အတွက်မှာကိုယ်လည်းလက်ခံလာကြတယ်အဲ့လိုပဲကိုယ့်ရဲ့အခန်းကဏ္ဍကလည်းအရေးကြီးတဲ့ design တစ်ပိုင်းထဲမှာပါလာတယ်ပေါ့နော်အဲ့အတွက်အဲ့ဒါတွေကလည်းကိုတိုင်းလုံမှပဲလုံပြမှပဲရတယ်အဲ့အတွက်အဲ့လိုမျိုးခါတိုင်းမှာကိုဘယ်ဟာကိုလုံကောင်းအောင်လုပ်တယ်ဆိုတဲ့နာမည်ပါရတယ်ကိုခိုင်းလိုက်တာနဲ့လှည့်ကြည့်ကြမလို့ဆိုတဲ့အနေအထားမျိုးအဲ့လိုမျိုးအတိမတ်ပြုခံရတာမျိုးဆိုရင်လည်းဂျင်းနဲ့တယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဟိုဂျင်းနဲ့ဆရာလေးတွေပေါ့နော်ဘလောက်ပင်မဘလောက် OT ပဲဆင်းရအဓိကက final product ကောင်းဖို့နဲ့လုပ်ငန်းခွင်ဒီ deadline ဟုတ်တယ်ဟိုဂျင်းနဲ့ရတယ်သူတို့လည်းဂျင်းနဲ့ရတယ်ဟုတ်တယ် win-win situation ဟုတ်တယ်အဲ့ဒီမှာကိုက extra performance တွေတစ်ခါ surprise တိုက်လိုက်တဲ့ခါမျိုးဆိုရင်ကိုဂျင်းနဲ့ရတယ်ပေါ့နော်အစောကနေရာနည်းနည်းမှောင်လို့အချောတွေရော့အောင်ပါဆိုလို့အခုနည်းနည်းလင်းတဲ့နေရာလေးဒါရှေ့လာအခုခုနကအနေနဲ့ဒီ 3D architecture visualization လုပ်တဲ့အခါမှာအခက်ခဲတွေပေါ့နော်ဘလို့အခက်ခဲတွေခုနကကြုံတွေ့ခဲ့ရတယ်ပေါ့နော်ဘလို့ကြော်လွားခဲ့လဲပေါ့နော်ဘလို့စိတ်သက်တွေနဲ့ထားပြီးတော့ကြော်လွားခဲ့လဲမြန်မာနိုင်ငံမှာကတော့ကျွန်တော် local company မှာလုပ်တုံးကတော့ပထမစချင်းဝင်ရတဲ့အတွက်မှာဒီ fee ရဲ့ဒီတဘာဝသဘောတရားတွေအခေါ်အဝေါ်တွေကိုမသိရတဲ့အတွက်အစိမ်းတက်ကနေဝင်လာတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီ engineering background ဖြစ်တဲ့ GTC GTI အဲ့လိုမျိုး engineering ကျောင်းကနေလာတာမဟုတ်ဘူးကျွန်တော် computer college ကလာတာဖြစ်တဲ့အတွက်လုံးဝအစိမ်းသီးတန့်ပေါ့အဲ့ဒီခါမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့အကုန်လုံးကိုကြီးမှအိုက်ပြီးစာပြန်တင်ရတဲ့သဘောမျိုးလို့ပေါ့အဲ့အတွက်အများကြီးတော့သူများထက်ခြေလန်း3-4လမ်းလောက်ကိုသူများတက်တန်းလှမ်းကို3-4လမ်းလောက်ကိုလှမ်းရတယ်အဲ့ခါမှာအခေါ်အဝေါ်တွေနောက်ဒီ theory တွေကိုကြားတဲ့သူရှိကနေလုပ်ငန်းခွင်ကနေတင်တဲ့သဘောမျိုးပေါ့နော်စာကအဲ့တုန်းကမတက်ခဲ့ရဘူးအကြောင်းတွေလည်း interior အကြောင်းလည်းမတက်ခဲ့ဒီဘက်ရောက်တော့မှအကြောင်းတက်တယ်အဲ့တော့ဒီအထူးသဖြင့်စာလုံးကအခက်ခဲကိုကျွန်တော်ပြောပြမယ်ပေါ့နော်ပထမဆုံးခက်ခဲရတော့ language barrier ပေါ့နော်အဲ့ဟာ तू ဘာပြောလဲဟိုဘာလုပ်ခိုင်းနေဘာဖြစ်ချင်တာလဲဆိုတာကိုကနားလည်ဖို့ပထမဆုံးလိုရတယ်ပေါ့နော်အဲ့အတွက်လေ communication mind ကိုအခေါ်အဝေါ်တွေစာလုံးဆိုရင်စာလုံးအခေါ်အဝေါ်အသုံးနှုန်းတွေအဲ့လို technical ခေါ်အဝေါ်တွေကအစလေ့လာရတယ်မသိဘူးဆိုရင်ကိုယ့်ရဲ့ senior တွေကိုကျွန်တော်တို့လှမ်းပြီးမေးရတယ်ပေါ့နော်သူတို့ကလည်းအားရမဟုတ်ဘူးအဲ့တော့ခါမှာ तू ပဲအချိန်အားမလဲဆိုတာလေးကိုဟိုအလိုက်တသိလေးနဲ့ပေါ့နော်သူလှုပ်ရှုပ်နေတဲ့အချိန်သွားမမေးပဲနဲ့ဘယ်အချိန်မေးလို့အဆင်ပြေမလဲဆိုတဲ့အချိန်မျိုးလေးတွေကိုစောင့်ပြီးတော့မေးရတဲ့ခါမျိုးလေးတွေရှိတယ်နောက်တစ်ခုက speed ဘိုင်းပေါ့နော် speed ဘိုင်းမှာဟိုဘက်မှာမြန်မာနိုင်ငံမှာလုပ်ခဲ့တာမှန်ပေမဲ့ဒီဘက်ကိုရောက်တဲ့အခါမှာသူတို့ရဲ့ work flow နဲ့မတူဘူးပေါ့နော်ကျွန်တော်တို့လုပ်ခဲ့တဲ့တင်ခဲ့တဲ့ဒါမှမဟုတ်လုပ်နေခဲ့တဲ့ work flow နဲ့မတူတော့နည်းနည်းလေးနှောင်လေးကြန့်ကြာတာမျိုးတော့ရှိတယ်ပေါ့နော်နှောင်လေးကြန့်ကြာတဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်သူတို့ရဲ့ file တွေကိုအကုန်ပြန်ပြီးတော့လေ့လာရတယ်ဘယ်လို method တွေနဲ့သုံးထားတယ်ဆိုတဲ့ဟာကိုဒါ technical ဘိုင်းခက်ခဲတွေပေါ့နော်အဲ့ဟာတွေကိုသူတို့ရဲ့ဟာတွေ live လေ့လာပြီးတော့မှကိုကအိမ်ရောက်ရင်ပြန်ပြီးတော့ဆိုပါစို့ပေါ့နော် practice ပြန်လုပ်တာမျိုးတော့ကိုအလုံးနဲ့ပါသွားပြီဆိုတာနဲ့ပြန်ပြီးတော့ပိုကောင်းနိုင်မဲ့ technique ပေါ့နော်သူတို့ဟာတွေသုံးပြီးတော့မှကိုယ့်ရဲ့ style နဲ့လိုက်မဲ့ဟာမျိုးအဲ့လို setting ကအစပေါ့နော် lighting တော့ camera setting အဲ့အမျိုးတွေပေါင်းဆက်ပြီးတော့မှအဲ့လိုရတာပေါ့နော် practice တွေအများကြီးလုပ်ချင်ပြီးမှအကောင်းဆုံးဆိုတဲ့ဟာမျိုးလေးကိုကျွန်တော်တို့ကစမ်းရတယ်ပေါ့နော်ဒါကတော့ဆိုတော့အဲ့လိုမျိုး technical ဘိုင်းဆိုင်ရာ workflow ဘိုင်းဆိုင်ရာ issue တွေကိုလည်းကျွန်တော်ကြုံခဲ့ရတယ်တခါလေးဆိုရင်ဒီအရင်လုပ်တဲ့ပြဿနာရှိတယ်ပေါ့နော်ဟိုဘက်မှာဆိုပါစို့ကျွန်တော်တို့က artwork တွေလုပ်တာနဲ့တကယ်လုပ်ငန်းခွင်မှာလုပ်တာရမတူတော့အဲ့ခါမှာကိုကတခုခုဆိုရင် detail လေးတွေလိုက်ပြီးတော့လုပ်တဲ့ခါကိုသူကဘယ်လိုမြင်သွားလဲမြင်တယ်ဆိုတော့ဒါလုပ်ငန်းပိုင်းဆိုင်မှာကျွန်တော်တို့က deadline တွေရှိတယ်အဲ့ဟာကိုမှီဖို့ဆိုရင်ကိုကတခုခုဆိုရင် overdoing လို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့မလိုအပ်တဲ့နေရာတွေဆိုကျွန်တော်တို့ကဖော့ရမယ့်ဟာမျိုးလေးတွေရှိတယ်အဲ့တော့ဒါကတော့အနေထားပေါ်မူတည်ပြီးတော့ဘယ်နေရာကတော့ဖော့တင်တယ်အဲ့ဒါဆိုရင်အချိန်ဘယ်လောက်ပြန်ထွက်လာမလဲဆိုတော့ပြန်တွက်ပြီးတော့မှဖော့ပြီးတော့လုပ်ရတဲ့အရှိရဖိပြီးတော့ပြန်ပြီးတော့လုပ်ရတဲ့အပိုင်းလေးရှိအဲ့ဒီဟာလေးတွေကိုလည်းနားလေရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့က timeline တွေကိုမဝင်တော့ဘဲနဲ့ကိုယ့်ရဲ့ deadline ကအရန်ကတ်လာတယ်အဲ့ထဲမှာမမြင်ရနိုင်တဲ့ခုနက technical issue လေးတွေစက်ကပြုတ်ကျသွားတာ file တွေပြုတ်ကျသွားအဲ့လိုမျိုးတွေလည်းကြုံရနိုင်နေဆိုတဲ့အချိန်လေးတွေကိုလည်းတွက်ထားရတာပေါ့နော်အဲ့တော့ time management ကလည်းအရန်အရေးကြီးတယ်ပေါ့နော်
ဆိုတော့အဲ့ဒီအတွက်ကိုယ့်ရဲ့ speed တွေကိုယ့်ရဲ့ workflow တွေကိုကိုယ်တိုင်နားလဲအောင်သိအောင်ခံမှန်းနိုင်အောင်ပေါ့နော်ဒီတုံးကိုဘယ်လောက်နဲ့ပြီးနိုင်တယ်ဘယ်လောက်ဘာတွေဆိုရင်တော့ဘယ်လို method တွေနဲ့သွားမလဲဆိုတဲ့ဒီပညာရေးပိုင်းဆိုင်ရာပြေဝမှုတွေကိုဖြည်းဖြည်းချင်းလိုက်ဖြစ်ရတယ်အဲ့အခက်အခဲလေးတွေရှိတယ်ဒီခါလေးကျတော့လည်းဘယ်လိုအခက်အခဲရှိလဲဆိုတော့ဒီ designer ပေါ့ကိုက 3D ကိုသူ့ရဲ့ design ကိုက 3D လုပ်ပြရတဲ့အခါမျိုးတွေကြာရင်ကိုယ်တိုင် design ဆွဲတာမဟုတ်ဘူးအဲ့ဒီအတွက်လည်းသူဖြစ်လူတစ်ယောက်ရဲ့ဆန္ဒကိုကျွန်တော်တို့ကလိုက်လုပ်ပြရတဲ့သဘောမျိုးသူဆန္ဒပြည့်အောင်ဖြည့်ပြရအဲ့ဒီအတွက်သူလိုချင်တာလည်းရအောင်ကိုက boost တွေတုံးပြီးတော့ဆွဲရတယ်အဲ့ဒီခါမှာပညာရေးပိုင်းဆိုင်ရာတို့အတွေ့အကြုံပိုင်းဆိုင်ရာတို့မပြည့်ဝဘူးဆိုရင်တော်တော်လေးတိုင်ပတ်တယ်ပေါ့နော်ကိုယ်တိုင်ကိုဆွဲတာကို design ကိုကိုယ့်အကူဆွဲတာကိုယ့်ရဲ့ satisfaction ရပြီဆိုရက်လို့ရတယ်ဒါပေမဲ့သူများလိုချင်တဲ့ဟာကိုလုပ်ရတဲ့ခါကျရင်သူလိုချင်တဲ့ဟာမဖြစ်မချင်းသူတို့ကဘယ်ဟာနဲ့ဟိုစမ်းလို့ရမလဲဆိုတာဒီခါကျရင်တခါမှမစမ်းမှုတဲ့ဟာတွေရှိတယ်အဲ့ဒီခါမျိုးဆိုကိုယ်တိုင်ဒီ explore လုပ်ရတယ်เนาะဒီ research တွေလုပ်ရတယ်ဘယ်ဟာမှာတော့ YouTube တို့ဟိုဒီ Google တို့အဲ့ဟာတွေကနေတစ်ဆင့်အစ်တော့ technique တွေကိုပြန်ပြီးတော့လိုက်ရှာရတဲ့ခါမျိုးတွေလည်းရှိတယ်အဲ့တော့အဲ့ဒီဟာတွေကအခုချိန်လေးအထိပေါ့နော်ကြုံတွေ့နေရတဲ့ဟာတွေပဲဘာလို့ဆိုဒီလိုပဲ design တွေဆိုတာလည်းအများနဲ့လုပ်ပြီးသားကြီးကိုဒါပဲနောက်တစ် project မှာလုပ်မယ်ဆိုတာမရှိဘူးအများနဲ့အစ်တွေလာနေအဲ့ဒီအတွက်လည်းသူကကျွန်တော်တို့မှာ excitement တစ်ခုတော့ရှိတာပေါ့နော်ဒါကြီးတွေကိုနေ့စဉ်နဲ့မြဒါပဲလုပ်မယ်ဆိုတဲ့ဟာမျိုးမဟုတ်တော့ဘဲနဲ့ design တစ်ခုပြောင်းသွားလေ project တစ်ခုပြောင်းသွားလေကိုယ့်ရဲ့စိတ်ကူးကတစ်မျိုးပြောင်းသွားလေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေနဲ့ကျွန်တော်တို့ကခုနဖြစ်လာတဲ့အခက်အခဲလေးတွေကိုကို motivation ပေးနေအဲ့လိုမျိုးနဲ့ဖြတ်တန်းရတယ်ပေါ့နော်အစ်တွေလုပ်ရတဲ့အတွက်ဒါမျိုးဆိုရင်တော့ဒီ design လေးဆိုရင်ငါဘာနဲ့လုပ်လိုက်မယ်ဘယ်လို share လုပ်လိုက်မလဲဆိုတာကို design brief မှာကနေသူ့ရဲ့ design ကို sketch တွေပဲဖြစ်ပေါ့နော် hand sketch လေးတွေမြင်လိုက်နေကို excitement ဖြစ်နေပြီဆိုတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ visualizer 3D တနေ့လာလဲ 3D တနေ့လာပဲ 3D ဆိုတဲ့ဟာကြီးကိုညီငွေမသွားအောင်လို့အဲ့လိုမျိုး motivation လေးနဲ့ယူပြီးလုပ်တယ်နော်ဟုတ်တကယ်ဘေးချက်နံချက်ဖြစ်တယ်ဆိုတဲ့အခါမှာ project တစ်ခုတိုင်းမှာ design အသစ်တွေပဲလာတယ်တချို့ဟာတွေကြတော့တကယ် 3D နဲ့ 3D modeling ပေါ့နော် modeling မှာနည်းနည်းလေးတိုင်ပတ်တဲ့ဟာရှိတယ်တဲ့ဟိုမှာဘယ်လိုနည်းနဲ့တို့က model လုပ်လိုက်ရင်ရနိုင်မလဲဆိုတာပထမတစ်ချက်သူ design brief လုပ်ကနေကကျွန်တော်တို့ကစဉ်းစားရတယ်သူ brief သူကတော့သူ့ရဲ့ hand sketch ပဲဖြစ်ဖြစ် reference တွေ mood images တွေကိုပြောပြပြီးတော့ရှင်းနေတဲ့အချိန်မှာကျွန်တော်တို့ကတကယ်တမ်းခေါင်းထဲကနေ 3D ကို modeling လုပ်နေပြီအဲ့လိုမျိုးကိုစဉ်းစားရတယ်ပေါ့နော်အဲ့ဒီခါမျိုးမှာဖြစ်နိုင်ခြေအပြင်ကျွန်တော်တို့ကဘာပြီးထပ်စဉ်းစားပေးရလဲဆိုတော့သူ့ကိုကျွန်တော်တို့ကအများနဲ့ shape တွေက revision ပြန်လာနေတာဆိုတော့သူ့ကိုပြန်ပြင်တဲ့အခါမှာကိုလွယ်ကူတဲ့ live ပေါ့နော် easy live ပေးတဲ့ modeling method မျိုးစဉ်းစားရတဲ့အခါမျိုးရှိတယ်ပေါ့အဲ့ဒီအခါမျိုးဆိုရင်တော့ကိုယ့်အတွက်လည်းအဆင်ပြေရမယ်နောက်ပြန်ပြင်တဲ့အခါမှာလည်းအဆင်လေးနည်းနည်းနဲ့ပြန်ပြီးပြင်လို့ရအောင်လုပ်ရတဲ့အခါမျိုးတွေစဉ်းစားရတဲ့အခါမျိုးရှိတယ်အဲ့ဒီအခါမျိုးဆိုရင်တော့ကျွန်တော်တို့က modeling တွေစမ်းသပ်ရတဲ့အခါမျိုးတွေတော့ရှိလာတယ်အဲ့ဒီအခါမှာအချိန်နည်းနည်းမလောက်တဲ့အချိန်တွေမျိုးတွေဆိုရင်ကိုကနည်းနည်းလေးတိုင်ပတ်တတ်တာပေါ့နော်အဲ့ဒါကတော့ modeling အပိုင်းပေါ့အဲ့ထက်ဘေးကျနံချက်ဖြစ်ခဲ့တဲ့ကိစ္စကတခြားတော့မဟုတ်ဘူးနည်းနည်း man power short ဖြစ်တယ်ပေါ့နော်အဲ့ဒီခါမျိုးမှာ project ကအချိန်ပေါ့အဓိကအချိန်ကပြဿနာပေါ့ကျန်တာတွေကခုန modeling ဘိုင်းဘာညာတွေကအဖြစ်ဖြစ်အောင်လုပ်လို့ရတဲ့ဟာရှိတယ်ပြဿနာအဲ့လောက်အချိန်ကအဓိကအဲ့မှာဘာလို့ဖြစ်သွားလဲဆိုတော့ဟိုတစ်ခေါက်ကဆိုရင်project က3ခုလောက်ကပြိုင်လာတာဟိုမှ2ခုက submission အဓိကအတူတူပဲပြီးရင်အဲ့ဟာကို handle လုပ်ရတာကိုတယောက်တည်းဖြစ်နေတဲ့အချိန်ပေါ့နော်အဲ့တော့ဘာလို့ရလဲဆိုတော့ဒီ3ခုကိုပြီးရင်ပုံမှန်ဆိုရင် project တစ်ခုမှာ minimum views တွေကဘယ်နှ view လောက်ပါလဲဆိုတော့မပါဘူးဆိုရင်တော့9 view လောက်ကအနည်းဆုံးပါတယ်အဲ့9 view မှာအမြဲတမ်းကျွန်တော်တို့ကုမ္ပဏီဆိုရင်ခုကျွန်တော်တို့ကုမ္ပဏီမှမဟုတ်ပါဘူးခုနောက်ပိုင်းရှိလာတဲ့ဒီ corporate office တွေပေါ့နော်အဲ့ဟာလုပ်တဲ့ကုမ္ပဏီတွေမှာဆိုရင် project တစ်ခုကို option ကအများနဲ့2ခုလိုပါလေးရှိတယ်ဈေးနေတဲ့ option နဲ့ဈေးများတဲ့ option ပေါ့နော်အဲ့လိုခါမျိုးဆိုရင်ပုံမှန်က9 view ရှိရဆိုရင်အဲ့ဒါကို2နဲ့မြောက်လိုက်14 view ဖြစ်သွားတယ်ဆိုတော့ project က3ခုဆိုရင်အဲ့ဒါမျိုး6ခု project 6ခုစာလောက်ကိုလောက်ရတဲ့သဘောမျိုးဖြစ်သွားတယ်အဲ့ဒီခါမှာတော်တော်လေးကိုဖေးချက်နိုင်ချက်ဖြစ်တယ်အဲ့ဒီခါကျဘယ်လိုဖြေရှင်းမလဲဆိုတော့ကိုယ့်ရဲ့အခြေအနေကိုနားလည်တဲ့အထက်လူကြီးတွေဆိုရင်တော့သူတို့ကကိုယ့်ကိုလည်းစဉ်းစားပေးပါတယ်အဲ့ဒီခါကျရင်တော့သူတို့နဲ့နည်းနည်းပြန်ညှိရပါပေါ့okay ဘယ်ဟာကိုတော့မင်းတို့ sacrifice လုပ်မလဲပေါ့နော်တချို့ view များယူခြင်းတဲ့ဟာကို view cut out လုပ်လိုက်တာမျိုးတကယ် main area လောက်ကိုပဲပြန်ပြလိုက်ရတဲ့ဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးနည်းနည်းလေး
အပြောဆိုလေးပါပေါ့နော်ပြောဆိုတတ်ဖို့လိုအပ်တာပေါ့မင်းတို့ကငါ့ကိုဇွတ်တိတ်ခိုင်းတာကွာဟိုဟုတ်တယ်ပြောဆိုတတ်ဖို့ဟုတ်တယ်အဲ့ဒါလည်းအရေးကြီးတယ်ပေါ့နော်လုပ်ငန်းခွင်မှာအရေးကြီးဟုတ်တယ်မဟုတ်ဘူးဆိုရင်သူတို့ကဟုတ်တယ်အဲ့တော့သူတို့ပြီးတဲ့အတိုင်းလုံးဆိုရင်လည်းကိုကပြဲတော့မှာဟိုဘယ်လိုမှမရနိုင်ဘူးပေါ့နော်မမီနိုင်ဘူးပဲပြောရမှာပေါ့ဘလောက်ဒါတော့မှတော်တော်မြန်တဲ့အထဲမှာပါတယ်ပေါ့နော်အဲ့လိုလုံးတဲ့ထဲမှာ6ခု project 6ခုကို project တစ်ခုကို view က9ခုဖြစ်နေဟုတ်တယ်အဲ့လိုဖြစ်နေအဲ့မျိုးအဲ့ထဲမှာမှ9 6 42ပုံဖြစ်နေဟုတ်တယ်42ပုံလုံးအဲ့လိုဟာကြီးကိုဝုန်းရတာဆိုတော့အဲ့မှာတစ်ခါလေကြာလေရက်ကလည်းအတူတူပဲရက်ကအတူတူပဲဆိုတော့ဘာမှ post လုပ်လို့မရအဲ့တော့ကျွန်တော်ကဘာလို့ဟိုမြန်တဲ့နီလန်းတွေရဲ့တချို့ဟာတွေမှာဆိုရင်ပေါ်ရတာရှိတယ်ခုနလို view နည်းနည်းပြန် short တာမျိုးတွေရှိမယ်ဟုတ်တယ်အဲ့ခါကျရင်တော့ခုနလို designer တွေနဲ့အစားတချို့တော့မဖြစ်မနေအရန် detail မလိုတဲ့ဟာမျိုးလေးတွေဆိုရင်ကျွန်တော်တော့ငါဒါအပိုင်းဒီပိုင်းမလုပ်ဘူးပေါ်လိုက်မယ်အဓိကတော့ communication ပေါ့နော်အဲ့လို bargain လုပ်လိုက်တဲ့အခါမှာဟုတ်တယ်သူနဲ့ဟိုကိုကဟိုညှိနှိုင်းလိုက်တဲ့အခါမျိုးမှာအဲ့ solution လေးတွေကတော့ထွက်လာတယ်ပေါ့နော်ဒါပေမဲ့တကူရှိတယ်ကိုကလည်းအဲ့လိုမျိုးညှိနှိုင်းနိုင်တဲ့အနေအထားမျိုးဟိုပြောရဲဆိုရဲလည်းရှိရမယ်သူကိုပြောတဲ့ဟာလည်းနီးမှန်လမ်းမှန်ဖြစ်ရမယ်ဟုတ်တယ်အားလည်းနီးမှန်လမ်းမှန်ဟုတ်တယ်အဲ့လိုမှမဟုတ်ရင်တော့ဟိုကိုကအိုက်မာတင်ခေါင်းတောက်ပြီးတော့လေအလုတ်ကပါမဖြစ်တော့ဘူးကိုကမလုံးနိုင်ဘူးဆိုလို့ရှိရင်လည်းဟိုမလုံးနိုင်ရေးချင်းမပြေလို့မလုံးနိုင်ဘူးလို့လည်းဟုတ်တယ်အဲ့လိုအထင်မခံအထင်မခံရအောင်ခံရတကယ်လည်းမလုံးနိုင်တာမဟုတ်သူတို့ကလည်းကိုယ့်ရေးချင်းကိုတီးပြီးသားဟုတ်တယ်သူတို့ကိုယ်တိုင်ကလည်းဘဝကိုအချိန်မရှိတဲ့ပေါ်ဖြစ်နေအဲ့လိုဆိုရင်အဲ့တော့ကိုယ့်ရဲ့ client ကိုယ့်ထက်လူကြီးနဲ့ဟုတ်တယ် bargain လုပ်ပြီးတော့ဒီဟာလေးတွေတော့ဟိုလုပ်ပေါ့ဟုတ်တယ် sacrifice လုပ်ဟုတ်တယ်ဒီဟာလေးတွေတော့အရေးကြီးတာပို့လုပ်အဲ့ခါမှာတော့ခုနလိုစကားပြောဆိုတဲ့ဟာလေးတွေလည်းလိုအပ်တယ်ပေါ့နောက်ဆုံးကတော့အမှန်တကယ်တော့အဲ့တုန်းကအဲ့တော့လိုအပ်တာတဲ့ကိုကျွန်တော်ပို့ပြီးတော့ပေးခဲ့လိုက်တယ်ပေးခဲ့နိုင်တယ်ပေါ့နော်ဖြည့်ရှင်းလိုက်နိုင်တယ် view လည်းမလျှော့ဘူးအဲ့ဒါဆိုဘယ်လိုလုပ်လဲဆိုတော့မေးမှာပေါ့နော်အဲ့ဒါဆိုဘယ်လိုဖြည့်ရှင်းလိုက်လဲပြောတယ်ဒါပေမဲ့ final မှာသူတို့ကဘယ် view တော့မလို့အချိန်မရရင်မလုပ်ဘူးဆိုတဲ့ဟာတွေအစားချင်းနေပေါ့နော်ဒီနေ့ကိုနိုင်အောင်နဲ့စကားပြောတဲ့အစီအစဉ်လေးကတော့ဒီကုန်းကိုရောက်လာပြီပေါ့နော်ကိုနိုင်အောင်အနေနဲ့အခုလက်ရှိ visualizer လောကတွေကိုစိတ်ဝင်စားပြီးတော့ဝင်လာမဲ့လူတွေအတွက်ကိုနိုင်အောင်အနေနဲ့ဘာတွေမှားခြင်းလဲပေါ့နော်ဆိုတော့အခုဒီခုမှသွေးကိုစပြီးလုံးမဲ့သူတွေရယ်လက်ရှိလုံးနေကြတဲ့သူတွေရောပေါ့နော်မျိုးဆက်တစ်တွေအတွက်ကျွန်တော်ကတော့ဘာပြောချင်လဲဆိုတော့ပထမဦးဆုံးကတော့ကိုယ်တိုင်အမြဲမပြတ် consistently လေ့လာနေဖို့လိုအပ်တယ်technical ဘိုင်းဆိုင်ရာတွေတခြား technical ဘိုင်းဆိုင်ရာမဟုတ်တဲ့လုပ်ငန်းဘိုင်းဆိုင်ရာတွေအဲ့ဟာတွေကိုလည်းဟိုအစင်မပြတ်ရတဲ့နည်းနဲ့ကိုအိတ်လေးတွေကိုအမြဲတမ်းဖြည့်ထားရမယ်ပေါ့နော်အဲ့ဟာဒီတစ်ချိန်မှာအဲ့ဖြည့်ထားတဲ့အိတ်ထဲကနေဘာလေးလိုလဲဆိုရင်လိုတယ်ဆွဲဟာကိုလိုတဲ့ချိန်မှာတောက်ပြီးတော့ဆွဲသုံးနိုင်လို့ရအောင်လို့ရသလောက်မျက်လုံးဖွင့်နားဖွင့်ထားပါဘူး technical ဘိုင်းဆိုင်ရာကတော့ခုန basic software ဖြစ်တယ်မဖြစ်မနေဒီ well known ဖြစ်တဲ့ software တွေကိုကျွမ်းကျင်အောင်လုပ်ထားဖို့လိုအပ်တယ်အဲ့ဟာဒီကိုလုံးမဲ့လုပ်ငန်းပေါ်မူတည်ပြီးတော့ကိုသွားမဲ့လမ်းကြောင်းပေါ်မူတည်ပြီးတော့အသုံးချနိုင်မယ်ဆိုတဲ့ software လေးတွေကိုနီးစပ်ရာတွေမှာချင်းကပ်မေးပြီးတော့အဲ့ဟာကိုကျွမ်းကျင်အောင်လုပ်ထားပါနော်အဲ့တော့ software တွေကခုနလို AutoCAD SketchUp V-Ray Photoshop နော်3D Max D5 like Lumion Twinmotion နော် Unreal Engine အဲ့လို software တွေအများကြီးပဲဒါတော့ဒီကျွန်တော်တို့ group တွေမှာလည်းအများဆုံးတင်လေးရှိပါတယ်ဒါတွေဟာတွေကတော့ဖြည်းဖြည်းချင်းနီးစပ်ရအောင်နေသေးလားပေါ့နော်အများကြီးခုမပြောတော့ဘူးခုနအဓိကပြောချင်တာကဒီနောက်ထပ်တစ်ခုက portfolio ပေါ့update လုပ်နေပါဘယ်အချိန်မှာကိုအလုပ်လာခေါ်မလဲဆိုတဲ့အချိန်ကိုကမမှန်းတတ်ပေမဲ့ခေါ်လာတဲ့အချိန်ကျရင်ရော့ in ဆိုချက်ချင်းပေးလို့ရအောင်လုပ်ထားပါဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်ကြုံခဲ့ရတဲ့ခါမျိုးတွေမှာတောင်းတဲ့ခါကျတော့မှနေပါအောင်အခုကျွန်တော်လုပ်လိုက်အောင်မယ်ဆိုတာမျိုးပေါ့နော်ပြန်ပြင်တာတော့ကတော့ပြဿနာမရှိဘူးအခုမှစလုပ်မယ်ဆိုတဲ့လူတွေကြရင်ကျွန်တော်တို့ကအချိန်တွေကစောင့်နိုင်တဲ့အခြေအနေရှိရမစောင့်နိုင်တဲ့အခြေအနေရှိအဲ့ဒီခါမျိုးဆိုရင်အစဉ်သင့်ဖြစ်နေအောင် portfolio တွေကိုလုပ်ထားပါအဲ့တော့ portfolio တွေကိုလုပ်တဲ့အခါမှာကိုယ့်ရဲ့ practice လုပ်တဲ့ပေါ့နော်များ practice လုပ်ပါအဲ့ဒီ practice လုပ်တဲ့ဟာတွေကကိုယ့်ရဲ့ portfolio ထဲမှာကောင်းနေဆိုရင်အများကြီးထည့်သုံးလို့ရတယ်တကယ်တမ်းလည်းသူတို့ဒီအကျိုးရှိလာလိမ့်မယ်အဲ့တော့ portfolio ကကျွန်တော်တို့ရဲ့အသက်တစ်ခုလိုတောင်ပြောလို့ရတယ်ခုနလိုအလုပ်လျှောက်တဲ့အခါမျိုးတွေပါဒါမှမရှိဘဲနဲ့ကျွန်တော်တို့ကပုံဆိုတဲ့လူကပုံမပြဘူးဆိုရင်ပါဇက်လေးနဲ့ပြောရုံနဲ့ဘယ်သူမှမယုံအဲ့တော့ပုံတွေကိုပြဖို့ဆိုရင် portfolio ထဲမှာပဲပုံထည့်လို့ရတယ်ဆိုတော့အဲ့လိုမျိုးဟာတွေကအစ
အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီ portfolio ကိစ္စကအရန်ကိုအရေးကြီးတယ်เนาะအဲ့ဟာလေးကိုတော့မဖြစ်မနေလုပ်ထားပါ ဘော်လီကဒီလုပ်ငန်းရဲ့ပြောလို့ရှိရင်အားတာတဲ့အချက်ပေါ့နော် ဟုတ်တယ် ကိုယ့်ရဲ့လုပ်ငန်းရဲ့တက်တည်ပဲပေါ့နော် marketing လုပ်တဲ့လူတွေဆိုရင်ဘယ်လိုပြ ဘယ်လိုပြမလဲ ပြလို့မရဘူး ဟုတ်တယ် marketing သွားလုပ်တဲ့ဟာတွေပါတယ်ဘယ်လိုမှပြလို့မရဘူး ဟုတ်တယ် နောက်ပြီးတော့ဟိုတခြားဟိုစရင်ကိုင်ဘယ်လိုပြမလဲ ဟုတ်တယ် စရင်ကိုင်လုပ်တဲ့ ဒီ project ကိုလုပ်ခဲ့တာပဲဒီလောက်ပဲပြောလို့ရတယ် ဘယ် project မှာစရင်ကိုင်ရတယ်အဲ့လောက်ပဲပြောလို့ မ ရ ရဟုတ်တယ် ဒီလုပ်ငန်းရဲ့အားသာချက်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းကို record ဒီနဲ့ထားခွင့်ရှိရထားခွင့်ရှိတာဒါလုပ်ငန်းရဲ့ဒီလုပ်ငန်းရဲ့အဲ့မှာရှိတဲ့လုပ်ငန်းတွေတစ်ခုပေါ့နော် graphic designer ဓာတ်ပုံဆရာပါညာဟုတ်တယ်ရှင်လည်း portfolio ထားခွင့်ရှိတယ်ခြားလုပ်ငန်းတွေကတော့များထားလို့လည်းမရဘူး မရထားလို့မရရလည်းရှိရ အဲ့လုပ်ငန်းတွေလည်းရှိတယ်အများကြီးပေါ့အယောင်စီးလုပ်တယ်ဘယ်လိုထားမလဲ ဟုတ်တယ် အဲ့လို hotel reception မှာလုပ်ခဲ့တယ်လို့ပါလို့ဆိုဘယ်လိုထားမလဲပေါ့နော် ဟုတ်တယ် ထားလို့မရအောင်ဒါဒီထားခွင့်ရှိတဲ့လုပ်ငန်းတွေကတစ်ခုပေါ့နော် ဟုတ်တယ်အဲကြောင့်မို့လို့ အကောင်းဆုံးလုပ်ကြဖို့ portfolio share ပြင်ထားဖို့လိုအပ်တယ်နောက်ဆုံးတစ်ခုပြောချင်တာတော့ mentor ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာကို professional ကြဒါကတော့လုပ်ငန်းပိုင်းဆိုင်ရာပေါ့လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံတွေဟိုရရင်ရတဲ့လောက်ယူထားပါနောက်တစ်ခုဟိုဒီနီးစက်ရာပြောရဲဆိုရင်လည်းအဲ့ဒါလေးကိုနီးနာယူပြီးတော့ကိုလာဒီလိုမျိုးဖြစ်လာခဲ့မယ်ဆိုဘယ်လို decision တွေချမလဲဆိုတော့ဟာဒီဘယ်လိုတီးခံမလဲဆိုတော့ professional ကြပါတော့ဘူးဝဝသွားလို့မရတဲ့ခါမျိုးဆိုရင်ဘယ်လိုမျိုးလေးတွေဆိုရင်တော့ဘယ်လိုပုံစံဖြည့်ရှင်းရမလဲဆိုတော့ဒါလေးတွေကိုလည်းနီးနာလေးတွေယူထားဖို့မေးထားဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါမှဒါတကယ်ကြုံလာတဲ့ခါကျရင်ဒါကဟိုတုံးချလို့ရပါနော်အဲ့ဒါလေးတွေလည်းပြောပြချင်တယ်ပေါ့ကျန်တာကတော့ဒီ work ethic အကြောင်းပေါ့နော်အဲ့ဒါကတော့နည်းနည်းရှေ့မယ်ပြောမယ်ဆိုရင်တော့အဓိကကတော့လုပ်ငန်းခွင်မှာဟိုဘယ်ဟာကတော့လုပ်တင်တယ်ဘယ်လိုမျိုးလေးဆိုရင်တော့ခုနလို initiative ပေါ့နော်အဲ့လိုကိုက initiative ဖြစ်ရမယ် responsible ဖြစ်ရမယ်အဲ့လိုဟာလေးတွေကတော့ဒါကဒီကိုတိုင်းလေ့ကျင့်ပြီးတော့ပိုကောင်းလာအောင်လုပ်သွားလို့ရပါတယ်နော်ဒီနေ့ဒီလောက်ပြောလိုက်တဲ့ဟာမှာနည်းနည်းပါးဆုံလင်းရှိလိမ့်မယ်လို့တော့ထင်တယ်တကယ်လို့များတခြားသိချင်တာရှိခဲ့လို့ရှိရင်လည်းမေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့လှမ်းပြီးကျွန်တော်တို့ပြောရင်နောက်ထပ်အလင်းအသင်းလို့ပြန်ပြီးတော့ကျွန်တော်တို့ဆက်ပြောကြမယ်ပေါ့နော်ဒါကတော့လူချင်းတွေ့တော့အမှတ်တရပေါ့နော်ထိုင်ထားတာပေါ့လူချင်းတွေ့ဖို့လည်းမလွယ်ဘူးဟုတ်ပါဘုရားအောင်နဲ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပြောရှင်ကြပါဟုတ်ကဲ့ပါ拜拜。